ဖေးမင်းနဲ့ပြန်အောင်ရလင်းကြောင့်ချစ်တတ်တာချင်းကတော့တူတူပါပဲဒါပေမဲ့ရှိမင်းကပူကျန်းတာပေါ့ဗျာပြင်ကအောင်ရလင်းကတော့ဟိုဟာပေါ့အင်းပေါ့ဟိုလူညက်တဲ့ခါလဲလူညက်တာပေါ့စိတ်တူတဲ့ခါလဲစိတ်တူတာပေါ့ဒါလူဆိုတော့လေဒါရရင်နဲ့ဇကားဖြစ်တာနေကြောင့်အရန်စွာလာရွှေရုံစိတ်လဲပိုကောက်တက်လာဟုတ်တယ်နော်ကိုနဲ့ငယ်တော့ဆုံးဘူးပဲကားငယ်တော့ဆုံးငယ်တော့အကိုနဲ့ရွှေမုံနဲ့ရိုက်တဲ့ကားတွေမှာဆိုရင်သူကအတော့အခုသမီးလေးလုပ်တယ်အဲ့ဒါလေးအခုတော့ဒီမှာကြီးလာပြီတော့ကြီးလာပြီဖွက်ထားရအဲ့ဒါနော်အဲ့လုံငယ်ဘယ်နှစ်လဲ10နှစ်တော့မရှိသေးဘူး8နှစ်9နှစ်လောက်ရှိပြီနော်အဲ့တော့ကြီးလာတူပဲတပုံစံနဲ့ပဲတူပါဦးနော်ငယ်တော့ကတော့ဟိုဟာဖြစ်တာပေါ့အဲ့လောက်မကြမ်းဘူးနေတော့ဒီရှိမြင့်မှာဒါကြမ်းသွားခုထိလည်းလူတော့ပဲကောက်တဲ့စိတ်ဘောဆိုရင်စိအင်းဘောရိုက်တဲ့အချိန်မှာပြောတာရိုက်တဲ့အချိန်မှာရိုက်တဲ့အချိန်ရင်ကတော့ခုံပါတယ်တရုပ်ဆောင်နေရဆိုကျွန်တော်ကမရိုက်ခင်တည်းကမိမိကိုပြောပါတယ်မိမိဟိုဟာကိုကြီးလုံမယ်ကိုလုံမယ်နော်ဘာလို့လဲဆိုတော့သူကြောက်မှာဆိုလို့လေဟာလေကြတယ်သူမမျော်လင့်တဲ့ဟာမျိုးဖြစ်သွားမှာဆိုဒါတော့သူသင်းမှာဆိုသူကြောက်တဲ့ဟာတကယ်ပေါ်တယ်နော်အကိုអော်လိုက်တာလေဟိုခန်းထဲမှာဝင်းနေဆင်းမှာဟတ်လားလို့လုပ်လိုက်တဲ့ဟာမှာတော်တော်တုံသွားတဲ့ဟာဆိုရင်အဲ့တုန်းကဆိုရင်အကိုလည်းအဲ့အချိန်မှာဖြစ်လာတဲ့မှုပေါ်မှုတည်ပြီးတော့ပဲလုပ်လိုက်တာသူ့ကိုလည်းမိမျိုးလည်းမပြောထားလိုက်မိတဲ့အတွက်ကြောင့်တော့အဲ့မှာတော့သူတုံသွားတယ်အဲ့လိုအဲ့ဒါပေါ့ဒါပေမဲ့ဘယ်ဆင်းမဲ့ရိုက်ပါဟိုအများအဖြစ်ကတော့ကြိုပြောထားတာမိမိကိုကြီးဒီမှာတင်မယ်နော်မိမိလည်းလိုက်တင်ပြီအဲ့ဒါမှကောင်းပါဆိုပြီးတော့ပြောတာဘာဖြစ်အခုမှစရိုက်တဲ့သူတယောက်အနေနဲ့တော်တော်လိုက်နိုင်တယ်ပဲကျွန်တော်က appreciate ဖြစ်ပါတယ်အဲ့ဒါရရင်နဲ့ဇကားဖြစ်တာနေကြောင့်အရန်စွာလာရွှေရုံစိတ်လဲပိုကောက်တက်လာဟုတ်တယ်နော်ပြင်မနည်းနည်းပါဘောမိန်းကလေးဆိုမှလည်းနည်းနည်းတော့စိတ်ကောက်တတ်မှာပေါ့နော်အဲ့ရအမတ်တရားတော့ပွေ့ချီရဲ့ဆင်းလေးကတော့အစားတော့ဒီတိုင်းပဲဆွဲခေါ်လာဖို့ပဲလုပ်တာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ကိုညာနဲ့တိုင်ပင်တာပေါ့ဒရိုက်တာနဲ့ကျွန်တော်ပွေ့လိုက်ချင်တယ်လို့ဘာလို့လဲဆိုတော့အဲ့ဒါဆိုရင် shaming character လည်းပို့ပေါ်မလားမသိဘူးဘာလို့လဲဆိုတော့ဇိုးကနဲ့ဇက်ခနဲ့လှုပ်လိုက်တဲ့ပုံစံမျိုးဆိုတော့ပြီးတော့တစ်ဖက်ကရွှေရုပ်ရဲ့မူကလည်းအဲ့အချိန်မှာမျောလင့်ထားမှာမဟုတ်ဘူးလေဆိုတော့အဲ့ဒါဒါပေမဲ့အစားတော့ဆန်စာတို့ဘာလို့တွေးရတာပေါ့နော်ဆန်စာများရပါမလားပါညာအဲ့လိုတွေးပြီးတော့နှစ်မျိုးရိုက်ထားလိုက်တာပေါ့ဒီတိုင်းရိုးနော်ဒီတိုင်းရိုးခေါ်သွားတာတော့ပွေ့ချီတာဒါပေမဲ့ပွေ့ချီတာကိုကန်ကောင်းကျွန်တော်ဆန်စာလူကြီးတွေကလည်းပေးတယ်ပေါ့နော်အဲ့ဒါတဲ့ပွေ့ချီတဲ့ဟာလေးကရှင်းမင်းရဲ့ character ကိုပို့ပြီးတော့ရွှေမင်းနဲ့ရွှေရုံနဲ့ character ကိုပို့ပြီးတော့အထောက်အကူဖြစ်သွားစေတာပေါ့ပြုတ်ကြမှာတော့လန့်တော့လွတ်ကြသွားမှာတော့လန့်အဲ့ဒီက with ties ကအရန်တူအေးဟုတ်တယ်ကင်မရာတော့လွတ်အောင်တော့ရိုက်လိုက်ရအေးပေါ့အဲ့ဒါတော့ဆိုရင်ပြင်ဆင်ရတာပေါ့ကျွန်တော်ကလေဟိုရှူတင်သွားတဲ့ကအဲ့လိုရှိမင်းဆိုပြီးတော့ကားပေါ်မှာရွတ်ပြီးတော့သွားရတာဘာလို့လဲဆိုတော့ character ကနည်းနည်းကျန်းတယ်ပြီးတော့ရှေ့စင်းနဲ့နောက်စင်းမှာရန်တက်ပြီးနောက်စင်းမှာကြံကျသွားလို့လည်းမရတဲ့ဟာတွေပါတာပေါ့နော်ဆိုတော့အဲ့ဒါကြီးကအရန်ဟိုပါပေါ့သတိထားတဲ့အရာတွေပေါ့ဆိုတော့ဘာဖြစ်ပေါ့ဟိုတက်နိုင်တယ်လို့အကောင်းဆုံးစူးစမ်းခဲ့တော့ဒီအချိန်မှာပရိသတ်တွေကလည်းဘောကြတဲ့အတွက်ကြောင့်ကျွန်တော်တကယ်ဝမ်းသာပီတိဖြစ်ရပါတယ်အင်မတန်လည်းပရိသတ်တွေကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အခြားကျွန်တော်ငယ်တော့နောက်ပိုင်းရိုက်တဲ့ကားကြီးအဲ့လောက်ထိ toxic ဖြစ်တဲ့ကားမျိုးမရိုက်ဘူးလေဟိုညိုချစ်ဆိုင်လို့ပါလို့ဆိုလွမ်းလို့မကြံရေးစီလို့ပါလို့ဆိုအဲ့လိုအေးလေးပဲလေဒီကားကလုံးဝကြောင်းမြန်ဖြစ်သွားတဲ့ပုံစံမျိုးဆိုတော့အဲ့လိုပေါ့ဟိုကျွန်တော်ခုနကပြောသလိုစိန်ခေါ်မှုတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးအဲ့လိုတွေးပြီးတော့ပဲတခြားစူးစမ်းပြီးရိုက်ခဲ့တာပါဖေးမင်းနဲ့ပြန်အောင်ရလင်းကြောင့်ချစ်တတ်တာချင်းကတော့တူတူပါပဲဒါပေမဲ့ရှိမင်းကပူကျန်းတာပေါ့ဗျာပြင်ကအောင်ရလင်းကတော့ဟိုဟာပေါ့အင်းပေါ့ဟိုလူညက်တဲ့ခါလဲလူညက်တာပေါ့စိတ်တူတဲ့ခါလဲစိတ်တူတာပေါ့ဒါလူဆိုတော့လေအဲ့လောက်ပါပဲရှိမင်းကတော့ရန် toxic ဆိုတာတက်နည်းနည်းပူကျန်းတာပေါ့နော်show like application မှာကြည့်လို့ရပါတယ်ရှင်ပြီးတော့ဒီမှာပြလို့ပြီးသွားရင်လည်း channel game မှာဆက်ပြီးကြည့်လို့ရပါတယ်ရှင်
West မချစ်တဲ့တော့မချစ်တဲ့တော့ West မချစ်တဲ့တော့တဲ့ အဲ့လိုမျိုးကတော့မသိ ပြိတ္တပဲရွေးချယ်ခိုင်းလိုက်တော့ ပြိတ္တပဲရွေးချယ် ရွေးချယ်ပေးပါနော် ကိုချစ်တော့မချစ်တဲ့တော့ဆိုတာ မရှိပါဘူး ရှိတော့ပါ ချစ်တဲ့တော့ပဲနော် ချစ်တဲ့တော့ ဟုတ်ပါဘူးပါ